အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ဆော့ဖ်ဝဲစကူတဲ့ဆော့ဖ်ဝဲကူးစမြူလေတာရဲ့နေရာမှာဒီပန်းချန်ကြီးမှာဒီကစားပွဲမှာဒီအပေါက်ကြီးပေါ်နေရဘလို့လို့မရဘူးအဲ့ဒီသွားကြည့်လိုက်ရောဟိုနန်းတော်ကြီးတစ်ခုရောက်တယ်အဲ့နန်းတော်ဟုတ်လို့ခေါ်ရမှမသိလို့အဲ့နေရာကိုရောက်တယ်ဘာလို့လဲမသိဘူးအဲ့ဒီတန်းလေးဟာရဒီလိုကြီးဖြစ်နေတာလို့ glitch ပုံစံထားတယ်အဲ့တော့ဒီနားလေးတော့လိုက်ဒီနားလေးကနေပြန်ထွက်လာအဲ့ဘာမှမသိဘူးအဲ့သူ glitch ထားလာလည်းမသိဘူးအဲ့ glitch ထားလာမသိပြီမဲ့နောက်တော့ glitch တူလည်းရှိသေးတယ်ဗျအဲ့roller coaster ပုံစံအဲ့ရေလာရှော့စီသိကြရလားအဲ့ရေလာရှော့စီဟာကြီးအဲ့ဟာကြီးအဲ့နာရီမှာအဲ့တခုရှိရလေဒီမှာတရားလျှောက်လို့ရနော်ဘာမှတော့မဖြစ်ဘူးတော့ကြည့်မှဆိုနောက်မှာအဲ့နေရာရှိရဘာမှမရှိပါနဲ့ဒီနားလေးဟာတော့အဲ့ဒီလဲလို့ရနေရာရှိနေအဲ့ဘာလို့လဲမသိဘူးအဲ့ဘာလို့လဲမသိဘူးကျွန်တော်ဘာမှတော့မဟုတ်ပဲဒီအဲ့အားလေးပြရပဲဖြစ်ပါတယ်ရိုးရောအဲ့လိုဖြစ်တဲ့ဟာရှိလားမသိဘူးကျွန်တော် miss တည်ရမှာကျွန်တော်ရလောက်ထားသေးတယ်ဒီအဲ့နော် secret miss တခုရှိရပေါ့နော်ပြမယ်ကျွန်တော်ပြမယ်အဲ့ဒါငယ်ဆုံးပောက်သွားမှာအဲ့ပါမှာရောက်ပြီဆိုရင်အချိန်ကိုတိုးလိုက်ပါအချိန်ကိုမတိုးရရင်တော့ကျွန်တော်ဒီ menu ထဲဝင်ပါပြီးရင် setting တော့ဝင်လိုက်ပါပြီးရင် next time ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါတယောက်ဒီကနန်းလေး20ရောက်တဲ့အထိတိုးပေးပါအဲ့ဆိုရင်ကျွန်တော်ရပါပြီအမှဒီနားလေးမှာဒီလိုဟာလေးတစ်ခုရှိလိမ့်မယ်ပေါ့နော်ပြီးကြရင်ဒီဝင်ကဘာထဲကိုသွားပါအပေါ်တက်လိုက်ပါI'm lost တယောက်ရှိလိမ့်မယ်အဲ့လိုရှိလိမ့်မယ်ဆိုရင်ရှိရင်ကျွန်တော်ဟိုကလောက်အောင်နော်ဟိုနားလေးကဒီ main ကလေးတယောက်ကိုခေါ်လိုက်ပါခဝမီလို့ဆိုလောက်ပြီးခေါ်လိုက်ပါခေါ်ပြီးရင်ကျွန်တော်အဲ့ဝင်ကဘာရဲ့နေအောင်သွားပြလိုက်ပါသူလိုက်လာတော့ကျွန်တော်လည်းမသိကျွန်တော်တော့လိုက်လာစဉ်သူခုနလေးတော့ I'm lost လို့ပြောနေတဲ့နေရာကိုသွားလိုက်ပါသွားပြီးရင်right range ဒီရလို့မိတ်ဆောက်ဒီလိုမျိုးလုပ်လိုက်ပါနောက်ဒီမှာပြီးတော့ဒီရှဲမှာခေါ်တယ်မှာအဲ့ဒီရောတော့ပါပဲ